င်္ဂလာပါချစ်တို့ရေဒီနေ့တော့အင်ရှင်မတွေအတွက်ချစ်တီပဲကလာဟင်မှုမွေးလေးချစ်ပြမယ်နော်မဆလာနာမှုမွေးလေးတကယ်အိန္ဒိယအင်ရှင်မတွေချစ်လို့မျိုးတကယ်မှုမွေးလေးဖြစ်အောင်ချစ်ပြမယ်နော်အရင်ဆုံးပဲဝလေးကိုရေစိမ်ထားမယ်ပဲဟင်းထဲမှာထည့်ဖို့အတွက်အာလူရဲ့ခရမ်းသီးရဲ့ပြီးတော့ရုံးနေသီးရဲ့နောက်တစ်ခုကဘူးသီးပေါ့နော်အဲ့ဒါတွေကအဓိကပါပစ္စည်းပေါ့နော်နောက်တစ်ခုကကိုကြိုက်တယ်ဆိုရင်ဒန်တလွန်ဒီလေးလှီထားမယ်စီတက်တဲ့အထဲကိုထည့်ဖို့အတွက်ဂျင်းရဲ့ကျစ်သွန်ရဲ့ကျစ်သွန်ဖြူရဲ့ကိုကြိတ်ထားမယ်နော်စီတက်တဲ့အခါလိုအပ်တဲ့ပါပစ္စည်းတွေကဇီယာမုံညင်းစေပဲနတာစေပေါ့နော်အဲ့ပြီးလို့ရှိရင်ငုံနီတောင်းနဲ့ပြင်းတော်တင်ရွက်ကိုထည့်ပါမယ်ပထမဆုံးမုံညင်းစေးတို့ဇီယာတို့ပရင့်တာစေးတို့ခုနကပေါင်ပစ္စည်းစီတက်မဲ့ပေါင်ပစ္စည်းပေါ့နော်အဲ့ဒါတွေကိုအရင်စီအေးအေးလေးနဲ့စီတက်မယ်စီမပူခင်ထဲမှာပေါ့နော်အဲ့ဒါကိုမှုေးတဲ့ထိမှုေးပေးနေမယ်မှုေးလာပြီးအနံ့နေတော်တော်လေးမှုေးကြိုင်လာပြီးဆိုတဲ့ခါကျမှခုနကြိတ်ထားတဲ့ဂျင်းကျစ်သွန်နီကျစ်သွန်ပြူကြိတ်ထားတဲ့ paste ကိုထည့်မယ်ပြီးရင်ဒီအနံ့နေပေါ့နော်ဂျင်းနဲ့ကျစ်သွန်နံ့နေပျောက်သွားတဲ့အထိမှုေးမယ်အဲ့ဒါမှုေးပြီးတော့အနံ့နေပျောက်သွားပြီးမှုေးနေပြီဆိုတဲ့ခါကျရင်အယောင်တင်လေးထည့်ပါမယ်ကိုအယောင်အများကြီးကြိုက်တယ်ဆိုတော့များထည့်ပါတော့နည်းနည်းကြိုက်တယ်ဆိုရင်တော့နည်းနည်းပဲထည့်ပါဒီနေထားကိုရောက်ခဲ့ပြီဆိုလို့ရှိရင်ဒါမစလာအနှစ်ပုံစံမျိုးဖြစ်သွားပြီပေါ့နော်အဲ့လိုဖြစ်သွားတဲ့ခါကြလို့ရှိရင်ခုနပိုင်ပစ္စည်းတွေအာလူတို့ခရမ်းသီးတို့ပြီးလို့ရှိရင်ဒန်တလွန်ဒီတို့ဘူးသီးတို့ပေါ့နော်ထည့်မယ်ဒီနေရာမှာရုံးမရီဒီကိုမထည့်သေးဘူးเนาะရုံးမရီဒီကနောက်ဆုံးချကနေကြမှာအိုးချကနေကြမှာထည့်မယ်ဘာလို့ဆိုရုံးမရီဒီအရင်ထည့်လိုက်တယ်ဆိုရင်ချွဲသွားအောင်မလို့လေเนาะပြီးတော့ရုံးမရီဒီကပြဲသွားလို့ရှင်လဲစားလို့မကောင်းဘူးပြီးလို့ရှိရင်ပဲရေစိမ်ထားတဲ့ဥစ္စာပေါ့နော်ပဲကိုရေစစ်ပြီးတော့ပဲကိုတစ်ခါတည်းထည့်ပါမယ်ပဲလက်အသီးလက်ပေါ့နော်ပဲရေစိမ်ထားဆိုတော့ okay နေပေါ့နော်ပဲဟင်းချစ်တဲ့အခါမှာအချိုချစ်အချင်းချင်းနှစ်မျိုးရှိတယ်ကိုကတော့အချင်းမို့လို့မကြီးချင်းလေးထည့်မယ်ပေါ့နော်မကြီးချင်းလေးထည့်တယ်ဒီမကြီးချင်းလေးထည့်ပြီးပွတ်ပြီးဆိုလို့ရှိရင်နောက်ဆုံးမဆလာထည့်မယ်ပေါ့နော်ပဲမဆလာတီးတန်းရှိပါတယ်ပဲမဆလာထည့်ရပါမယ်เนาะတခြားမဆလာထည့်လို့မရပါဘူးပြီးလို့ရှိရင်မဆလာအုပ်ပြီးဆိုလို့ရှိရင်ရုံးမနေဒီထည့်မယ်ပေါ့နော်ရုံးမနေဒီထည့်တဲ့အချိန်မှာမကြီးလဲထည့်ပြီးဆိုထည့်ပြီးမှထည့်တဲ့အခါကျတော့အချင်းဓာတ်ကြောင့်ဒီရုံးမနေဒီကတောင်းလေးနေမယ်ပြီးရင်မချွဲတော့ဘူးပေါ့နော်နောက်ဆုံးအနေနဲ့စားအချုံမုံထည့်ပြီးရင်အရန်ကောင်းတဲ့ပဲဟင်းတစ်ခွေရပါပြီเนาะဒါကတော့ပဲဟင်းချစ်ပြတဲ့ပဲမမကြီးပါနောက်ထပ်ဟင်းချစ်နည်းလေးကိုလည်းတင်ပေးချင်ပါတယ်ပေါ့နော်ဒါကြောင့်မို့ကိုယ့်ရဲ့ channel လေးကို like and subscribe လုပ်ပေးပါအောင်လို့တောင်းဆိုပါတယ်ကျေးဇူးတင်ပါတယ်